ထားထွက်ချင်ရမနက်9 နာရီကို6ခွဲလောက်ရောက်လာပါတယ်ရှင်ရထားလက်မှတ်ကိုတော့အထက်တန်းနဲ့ဖြတ်ခဲ့ပါတယ်ရထားစထွက်ပါပြီသွားတဲ့အချိန်ကတော့17လပိုင်းဂျာသေးဦးကောင်းတဲ့အချိန်နဲ့တိုးသွားတော့ရှူခင်းလေးတွေကလည်းရမ်းလာတယ်ပေါ့နော်ကြိုက်ထူမှဆင်းပြီးတော့ဥဝီနဲ့ထပ်သွားရပါတယ်ဥဝီစီကတော့တောင်းဝဲပေးရပါတယ်ရှင်တောင်ချီရောက်တော့မိုးကစရွာလာတာမိုးခါတွေဝဲဝဲလိုက်ရတယ်ပေါ့နော်တောင်မောကားနဲ့တက်တာ9000ပေးရတယ်မိုးရွာနေပြီမဲ့လည်းပြောစရာတော့ကောင်းပါတယ်တောင်မောရောက်တော့မြူတွေကလည်းပိတ်နေတာမိုးကလည်းကျနေရောလေဒါပေမဲ့မိုက်ပါတယ်တဲတာကတော့ရိုးလေးတူးမှပဲတဲလိုက်ပါတယ်အခုကခီးသွားရတဲ့အစရောက်နေပြီဆိုတော့အခန်းစေးရစတက်နေပြီပေါ့နော်ကိုရီကတော့2ယောက်ခန်း8000တန်မှတဲလိုက်ပါတယ်နောက်တော့မနေထားမိလိုက်ဘူးပေါ့နော်ညနေ9 နာရီလောက်ဖျားပေါ်တက်လိုက်တယ်ပေါ့နော်ရှူရင်းကတော့ဒီလိုမျိုးလေးနောက်နေ့မနေ့ရောက်တော့လေမိုးကထက်ရွာတယ်ပေါ့နော်ကော်ဖီတောင်းရင်းကြည့်နေလိုက်တယ်ရထားထွက်ချင်းရ12 နာရီဆိုတော့17 နာရီလောက်တောင်းအောင်ကိုပြန်ဆင်းပါတယ်ကျိုက်ထူဘူရာကိုရောက်ပါပြီဒါကတော့ဘူရာမှာစောင့်နေတဲ့ကလေးတွေပါအပြန်မှလည်းရာသီဥတုကကောင်းနေတော့ရှူခင်းနေကြည့်ရတာအရန်လှပါတယ်ဆုံးထိကြည့်ရှုရတဲ့လူတွေအကုန်လုံးချစ်တင်ပါတယ်ရှင်တတား